မင်္ဂလာပါရှင်ဒီ time ကကြိုဆိုပါရရှင်ညီမအခုပြောပြမယ် screen လေးကတော့ attendance sync screen လေးဖြစ်ပါရရှင်ဒီ screen လေးကိုရှာဖွေလိုပါက module ဖြစ်စေ quick navigation မှာဖြစ်စေရှာဖွေနိုင်ပါရရှင်ဒီ screen လေးကိုအသုံးပြုရတဲ့ရွေးချက်ကတော့ fingerprint device လို့မဟုတ် face scan device တို့ကိုအသုံးပြုကြတဲ့ company တွေမှာ internet line ကြောင့်ဖြစ်စေအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေ device ကနေပြီးတော့ညီမတို့ရဲ့ system တွေကိုချက်ကချက်ကအချိန်นี้မဝင်တဲ့အခါမျိုးဖြစ်နိုင်ပါရဲ့ရှင်အဲ့အခါမျိုးမှာ attendance sync screen ကိုအသုံးပေးရပါရဲ့ရှင်ဒီ attendance sync screen ကနေပြီးတော့ attendance sync လိုက်မယ်ဆိုရင် device ကနေပြီးတော့ချက်ကချက်ကအချိန်นี้ဝင်နိုင်ပါရဲ့ရှင်တတိထားရမယ့်ချက်ကတော့ဒီ device ကနေ system ကို attendance syncမယ်ဆိုလို့ရှိရင် biometric မပေးနဲ့ device နဲ့ချိန်ထားဖို့လိုအပ်ပါတယ် biometric မပေးမှာချိန်ထားတဲ့ biometric code နဲ့ bio တိုင်းမှာချိန်ထားတဲ့ employee ID တို့ကတော့တူနေဖို့လိုအပ်ပါတယ်အဲဆိုရင်ဒီမှာ attendanceလေးကိုလုပ်ပြပေးပါမယ်ဒီ from date မှာကိုဆင့်ကျင်တဲ့ date ကိုညီမတို့ရွှေ့ပြရပါမယ်to date မှာညီမတို့တစ်လလုံး save မယ်ဆိုလို့ရှိရင်ပေါ့နော်တစ်လလုံး attendance တွေကပျောက်သွားတယ်အဲ့လိုအချိန်မျိုးပါဆိုလို့ရှိရင်လာအစာနေပြီးတော့လာအစုံဒီညီမတို့ရွှေ့ပြလို့ရပါတယ်မဟုတ်လို့ရှိရင်လည်းကိုပျောက်သွားတဲ့ရက်ကို from date to date နဲ့ရှာပေးလို့ရပါတယ်ဥပမာတရက်နေ့ပျောက်တယ်ဆိုလည်းတရက်နေ့တရက်အတွက်ကိုရွှေ့ပြလို့ရပါတယ်ပြီးရင် employee နေရာမှာနာမည်ကိုရွှေ့ဝင်တဲ့နာမည်ကိုရွှေ့ပြရပါမယ် employee ဒီ from date to date employee တို့က mandatory ဖြစ်တယ်မဖြစ်မနေထည့်ရမယ့် data တွေဖြစ်တဲ့အတွက်အားလုံးကို data စုံလင်းထည့်ပြရပါမယ်ရှင်ပြီးလို့ရှိရင်တော့ညီမတို့ sync ဆိုတဲ့ button လေးကိုနှိပ်လိုက်တာနဲ့ device တွေက check-in check-out အချိန်တွေအားလုံးဒီ system တွေကိုဝင်သွားပါလိမ့်မယ်ရှင်အချိန်တွေအားလုံးကိုတော့ Newton adjustment မှာကြည့်လို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်သိလို့ရလေးရှိရင်တော့ညီမတို့ရဲ့ကျွေးရှာရန် live chat ကနေလည်းမေးလို့ရတယ်လို့ဒါမှမဟုတ်ရင် support email ရတဲ့တစ်စစ်မေးလို့ရပါတယ်ရှင်